တရာဖွားမြင့်ခြင်းလွန်လည်ပြီးသောအခါဝိရေဟေတဲ့တိုင်မိထီလာပြည်၌ဝိရေဟေတဲ့မင်းကြီးမင်းပြုစေမင်းကြီးတွင်တိနကပကုတကာမိန္ဒဝေရေဒသည်ဟုသောဒုက္ခမေအမတ်ကြီး၄ဦးရှိလေသည်မင်းကြီးသည်တညတ၌ဖူးခြားသောအိမ်မက်ကိုမြင်မှတ်လေသည်ဤအိမ်မက်တွင်နတ်ရင်မြေ၏တောက်လေးတောင်၌အေယာမမိဘုံကြီးလေးဘုံသည်အလျံအညီအညီတောက်လောင်လျက်ရှိပြီးရင်းမိဘုံတို့၏အလယ်၌မိဘုံငယ်တစ်ခုသည်ပေါ်ပေါက်လာကပုံမိဘုံငယ်သည်တစကြီးထွားလာလျက်မူလမိဘုံကြီးလေးဘုံပေါ်လမ်းမိုးလျက်မိသစ်မိဆွဲတို့သည်ကောင်းကင်အရန်တို့ထိုးတက်ကစัจ java ရတိုင်းလုံးနင်းထိန်တောက်ပသွားလေသည်ငါ၏ဌာန၌အမြဲခါစားနေသောပညာရှိလူမှန်တို့ငါကိုယ်တော်ပင်မဲ့သောအိမ်မက်၏အတိတ်ပံဟာကောင်းသလားဆိုသလားကွာမှန်လားပါဘုံတော်ကြောင့်ကျွန်ုပ်တို့ဒုက္ခမိတ်အမတ်ကြီး၄ဦးထက်ဉာဏ်ပညာပုံမူကြီးမားသည့်ဒုက္ခမိတ်၄ဦးပေါ်ထွန်းမဲ့နမိတ်ဖြစ်တဲ့အတွက်အိမ်မက်ကောင်းဖြစ်ပါတယ်ဗျာမှန်လားပါအဲ့ဒီဒုက္ခမိတ်လေးဟာနောက်9နှစ်ကြာမှပေါ်ထွန်းလာမှဖြစ်ပါတယ်ဗျာယခုအခါမှာအဲ့ဒီဒုက္ခမိတ်လေးဟာပြိတ္တိယူဆဲတော်လကောင်ဝေးဖွားဆဲတော်လကောင်ဖြစ်နိုင်ပါတယ်ဗျာအရှင်မကြီးကိုဝန်ကြီးနဲ့ဆိုတော့စောက်တဲ့အကြီးဆိုင်တာဟုတ်ကဲ့ကိုဆိုင်ပါအချိန်တိုင်းဒီ၌ဖះလောင်းသည်အမိဝမ်းတွင်မှမွေးဖွားလာရာတရားမင်းသည်နတ်ပြည်မှဆင်းသက်လာကနတ်စီတုံးကိုဖះလောင်းတို့သားငယ်၏လက်ထဲသို့ထည့်ပြီးနောက်နတ်ပြည်သို့ပြန်ကြော့သွားလေသည်ငါတော့လက်ထက်မှာတနေ့ခါတုံးလို့နဲ့စေးတော့လို့ပါလားပါလည်းမကြည့်ဘူးအမေဒီနေ့စီလုံးကိုယောဂဝေဒနာခံစားရတဲ့သူတွေကိုတွေ့လိုက်ပြလိုက်ပါချက်ချင်းတက်တော့ပါလိမ့်မယ်ဟဲ့ငါသားလေးကမွေးမွေးချင်းစကားပြောတတ်ပါလားလက်ထက်မှာလည်းနဲ့စေးတော့တဲ့အန်ဒရိုနက်စင်တုံးလဲလားငါခေါင်းကနေတာ9နှစ်ရှိပြီဒီနက်စင်တုံးတွေးပြီးလေးကြည့်အောင်ပါပဲပျောက်သွားပြီကျမလည်းလိမ့်ကြည့်မယ်ကျမခါနာလာပျောက်သွားပြီငါသားလေးကနက်စင်တုံးကန်လဲမွေးဖွားလာတဲ့အတွက်မဟောတရာတတို့သားကိုအမိမက်ခေါ်ရမယ်တင်တို့ပြောတဲ့တိုင်တာဆိုအိမ်မက်လေးကအသက်9နှစ်ပြည့်ပြီအိမ်မက်လေးကိုတင်တို့၄မျက်နှာခွဲပြီးတော့စုံစမ်းကြတော့အိမ်မက်လေးဟာအမတ်ကြီးဖြစ်ထိုင်မဖြစ်ထိုင်တင်တို့တည်ပို့ကြတော့သူဖြစ်၍အရှိရက်သို့သွားရှာသောအမတ်သည်အရှိမကစိုးရွာတွင်မဟောတရာသူတို့သားအားတွေ့လေသည်ကျိုးလေးလိုက်ရတာအမကြီးလို့ရတာအမကြီးလို့ရတယ်ကြည့်ဟဲ့ကျမလည်းဆွဲလေကျမလည်းဆွဲပြန်ပေးပါတော့ဒါကျမလည်းဆွဲရှင်ဘာလို့ပြရမှာတငယ်ချင်းတို့သူတို့ကိုငါစီခေါ်လာကြအမဒီနေရာဟိုမှာအစ်သားခေါ်နေလေလိုက်လာပါဦးကဲတင်တို့နှစ်ယောက်ထဲမှာဘယ်သူဆွဲကြိုးပိုက်ရှင်ဆိုတာကိုကျွန်တော်စုပ်ထည့်ပေးမယ်နှခမ်းကြမ်းမလားနှခမ်းပါတယ်ရှစ်သားကဲတင်ကဒီဆွဲကြိုးကိုနတ်သားတွေပါတယ်လင်းကြသလားလိမ့်တာပေါ့နတ်သားပေါင်းစုံနဲ့အမြဲလိမ့်တယ်တင်ကရောကျမဟာဆင်းရဲတဲ့သူမို့နန္တာဖြစ်မလိမ့်နိုင်ပါရှားတဲ့ပင်သာလိမ့်နိုင်ပါ၏တိရှာပန်နဲ့ရနေပါတယ်ရှစ်တောင်ကဲအလောတိချတိုင်းပဲဒီလက်ဆဲရဲ့ပိုင်ရှင်ဟာရှေ့ရှာဖွင့်နေတာနေနိုင်တဲ့ဖော်ဒီမီကလေးဖြစ်ပေတယ်တင်ကရောခိုးသူမဖြစ်ကြောင်းထင်ရှားပြီးဘာတွေပြဖြစ်တယ်လဲ
မပြောချင်တော့ပါဘူးကျမမှားပါတယ်သူတစ်ပါးရဲ့ပစ္စည်းကိုကိုနေလို့အတော်ဒီသူများပစ္စည်းကိုကြာဟမ်အရှင်ပြစနော်မျိုးမဟုတ်တာကိုတွေ့ခဲ့ပါတယ်ခင်ဗျာ အေးအမတ်ကြီးမဟောတတာကိုအိမ်ရမှာပဲမခင်မရှားဆောက်ကြည့်ပါ အိုးမိုးရရွာနေပါလားပင်လေးတော့သွားပါပြီဒိတ်ခါလာ ချီလုံးကချီကျော်နဲ့လောက်ထားတာပဲဒီရနေတာပဲအမခဏကြည့်ခွင့်ပေးနော် ဟောဟုတ်ကဲ့ကြည့်လို့ရတယ် အမ ရှင် ဒီချီလုံးဘာနဲ့လောက်ထားလဲ ဟိုချီရိုးရိုးချီတာနဲ့ပဲလုပ်ထားတာပါရှင် ဒီရနေရောနော် ဟုတ်တယ်ရှင်ကျမတေချာလုပ်ထားရဲဆိုတော့ဟဲ့ကျမချီတော့ကျမချီတော့အမအဲ့ကျမချီလို့ ဟုတ်တယ်ကျမဟာ ဘူးကျမဒါကျမကိုယ်တိုင်လောက်ထားတယ် မဟုတ်ဘူးကျမကိုယ်ကိုယ်လာကျမဟာပြပြ ငယ်ချင်းတို့သူတို့တော့ခါလာကြဘာဖြစ်ကြတာလဲ ကျမချီလို့သူယူသွားလို့ရှင်ပါ ကျွန်တော်ဒီကိစ္စကိုကျွန်တော်ဖြေရှင်းပေးမယ်ကျွန်တော်ရဲ့ဆောက်ဖြတ်ချက်ကိုနားခံမလား နာခံပါမယ်ရှင်ပါနာခံပါမယ်ရှင်ပါ ကျွန်တော်အရှင်မင်းမဲ့ဒီချီလောကိုဘာဖြစ်ခံ၍ ဘော်ဈေးနဲ့ပြုလုပ်ထားပါတယ်ရှင်ပါ တင်ကရောဘာဖြစ်လိတ်ထားကြလဲ ကျမဟာစင်းရဲလာတဲ့သူမျိုးရှိတဲ့လက်ကိုပဲယူပြီးလိုက်ထားပါတယ်ရှင်ပါ အထဲမှာယူအလိမ့်နဲ့ပဲလိုက်ထားတယ်ရှင့်ပါ ဒါဆိုဝါစင်းနဲ့ခံပြီးတော့လိတ်ထားတဲ့ဆိုတော့ပြောတဲ့သူဟာသူများရဲ့ချီလောကိုမတမဆင်းနဲ့ယူထားတယ်မဟုတ်လား ဟုတ်ပါတယ်ရှင်ပါကျမမငင်းလို့တော့ပါဘူးကျမသူများရဲ့ချီလုံးကိုယူလို့ထားပါတယ် အဖြစ်လို့သူများဟာပိုးတယ်လေဟမ် ကဲဒါဆိုမဟောတတာကိုနန်းတွေ့တဲ့ခေါ်ကြမလားကွ မခေါ်သေးသေးကြောက်ပါအရှင်ဖေကအင်းရလောက်နဲ့သူ့ခမိတ်ထိထိုင်မထိထိုင်မတိသေးနိုင်ကြောက်ပါအနှဲငယ်များစောင့်ကြည့်ပေးပါဦး